အားမင်္ဂလာပါရှင်ဒီတစ်ခါမှာတော့ကျွန်မပူဆောင် vlog ကိုတင်ဆက်သွားမှာဖြစ်တယ်ပေါ့နော်ကျွန်မပူဆောင်ကိုလွန်ခဲ့တဲ့အပတ်ကရောက်ရှိခဲ့တယ်ပေါ့နော်ဒီပူဆောင်ထဲမှာကျွန်မ Jinju Fortress ဒီ Jinju Kantat ဆိုရယ်ပေါ့နော်ဒီနေရာကိုရောက်ရှိခဲ့တယ်ဘာလို့လဲဆိုတော့ဒီနေရာကပေါ့နော်ကျွန်တော်တို့ကိုရီးယားနိုင်ငံရဲ့ထိပ်တန်းအလှဆုံးနေရာ၃ခုထဲကနေတစ်ခုဖြစ်တယ်ပေါ့နော်ဒီဂျင်ဂျူရဲတိုက်ဟာဆိုရင်ပေါ့နော်အကျယ်ဝန်း1960မီတာလောက်ကျယ်တယ်ပေါ့နော်အစကတော့ရှွန့်ရဲတိုက်တစ်ခုဖြစ်တယ်ဒါပေမဲ့နောက်ပိုင်းမှာပေါ့နော်ကြောက်တုံးတွေနဲ့ပြန်လဲပြီးတော့တိဆောက်ခဲ့တယ်နောက်ပြီးတော့1992ခုနှစ်မှာပေါ့နော်ရဲတိုက်ရဲ့အပြင်ဖက်နေရာတွေကိုပေါ့နော်ပြန်လဲပြီးမြင့်တင်ခဲ့တယ်ပေါ့နော်အဲဒါကြောင့်ကျွန်မဒီအပေါ်ဒီရောက်တဲ့အခါမှာပေါ့နော်ကျွန်မဒီမြို့တစ်ခုလုံးပေါ့နော်တကယ်ကိုအားလုံးကိုမြင်နေရတယ်ပေါ့နော်တကယ်လာတဲ့နေရာတစ်ခုဖြစ်တယ်။နောက်ပြီးတော့သူ့ရဲ့အရေးကြီးတဲ့နမ်မြစ်ဟာဆိုရင်ပေါ့နော်9 km လောက်ရှိတယ်။နောက်ပြီးဒီဂျင်ဂျူရဲတိုက်ဟာဆိုရင်ပေါ့နော် Korea Tourism Organization ရဲ့ပေါ့နော်ဒီကိုရီးယားနိုင်ငံမှာဆွဲဆောင်မှုခီးသွားတွေကိုဆွဲဆောင်မှုအပေးနိုင်ဆုံးအခုတရားထဲရပေါ့နော်တစ်ခုဖြစ်ပေါ့နော်ရှင်းနေစက်တိုက်ရွေးချယ်ချင်းကိုခံရတဲ့နေရာတစ်ခုဖြစ်တယ်ပေါ့နော်ဒီဂျင်ဂျူရဲတိုက်ဟာဆိုရင်ပေါ့နော်အခုချိန်မှာနံမြစ်ပေါ်မှာတည်ရှိပြီးတော့ဘူဆန်စိတ်ကအနီးမှာရှိတဲ့ဂျင်ဂျူမှာရှိတာဖြစ်ပါတယ်။ဒါကြောင့်ပေါ့နော်ဒီဂျင်ဂျူရဲတိုက်ဟာဆိုရင်ကိုရီးယားကိုလဲတဲ့ဒုတိယချင်းစီတိုင်းတစ်ခါလောက်လဲကြည့်တဲ့နေရာတစ်ခုဖြစ်ပါတယ်ပေါ့နော်တကယ်ကိုလာပါတယ်တကယ်ကိုရှုခင်းနေတာရတဲ့နေရာတစ်ခုဖြစ်ပါတယ်ရှင်။အခုချိန်ထိကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။နောက် vlog တွေမှာပြန်တွေ့ကြမယ်နော်။တဒါ